ဘာဦးတင်ဦးတက်တော်ရာကျော်ရှိပါစေတခြားနိုင်ငံရေးအဖွဲ့အစည်းတွေကဦးတင်ဦးလွတ်မြောက်လာတာကိုကြိုးစိုးဂုဏ်ပြုပွဲတွေကျင်းပပြုလုပ်ခဲ့ကြသလိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တွေကဦးဆောင်ပြီးဦးတင်ဦးရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကိုဂုဏ်ပြုတဲ့အနေနဲ့ဂါရဝပြုပွဲအခမ်းအနားကိုပြီးခဲ့တဲ့စနေနေ့ကကျင်းပပြုလုပ်ခဲ့ကြပါတယ်။ဘာအနေဖြင့်ခွင့်ပြုပါရန်ဥညုပန်ဆင်၍ရှိခိုးကြောပါ၏စေနာမေရဏိဘုရားဘုရားရဏံတံဘုရားဘုရားစေနာမေရဏိဓမ္မဓမ္မရဏံတံအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ဦးတင်ဦးဟာဒေါ်အောင်ဆန်းစုကြည်နဲ့အတူစီယုံရေးခီးစဉ်တွေသွားရောက်ခဲ့ပြီး2003ခုနှစ်မေလ30ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ဒီပဲလုံခြံမှုကြီးအပြီးဖန်တီးသိမ်းခံရကချင်းပြည်နယ်ကလေးထောင်မှာ8လကြာနေခဲ့ရပါတယ်။အဲဒီနောက်နေအိမ်အကျယ်ကျုံနဲ့6နှစ်ကြာအချင်းချခံရပြီးမကြာခင်ကမှပြန်လည်လွတ်မြောက်လာခဲ့တာပါ။ထို့ပြင်အခုလူငယ်တို့အားလုံးတိတ်ကွက်တော့ဆောင်းနေကြတော့နောင်ဆောင်ဒီခုဆောင်ဒီကျွေးတွေသူရဲ့အဖွဲ့ဝင်တို့အားလုံးတို့ဒီနောင်လာမဲ့သူ့အဖွဲ့ဝင်တို့ဒီပြည်သားအဖွဲ့ဝင်လူငယ်အပေါင်းတို့ဒီလည်းပဲအသက်ရှင်သူများအားလုံးဒီအခုဆောင်နေတော့လွတ်လပ်ရေးဒီမိုကရေစီရေးလူအခွင့်အရေးငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ဘေးအန္တရာယ်နဲ့ကင်းရှင်းစွာဖြစ်တလုံးတော်သောညီညွတ်မှုသောဆန္ဒဖြစ်ကျမ်းမှာပြောရှင်ဝင်းမြတ်ဝင်းသာအောင်ဆောင်ရွက်နိုင်တဲ့ကိုဖြစ်နိုင်ကြပါစေကုန်သတည်းဒီရဲ့ဖြစ်ပါပါပြီးတော့လည်းတက်ပြီးတော့အခုကျင်းပပြုလုပ်တဲ့ဂါရဝပြုကြောတဲ့အခမ်းအနားကိုဦးတင်ဦးရဲ့နေအိမ်မှာဖေဖော်ဝါရီလ20ရက်နေ့နေ့လယ်တနာရီမှာကျင်းပပြုလုပ်ခဲ့ကြပါတယ်။ညီလေးဆောင်းနေပြီးတော့ဒီတိုင်းပြည်မှာပြည်တော်လူတိုင်းသားတွေရဲ့ယုံကြည်မှုမရှိဘဲနဲ့ဘယ်လိုမှဖွင့်ပြအောင်မလုပ်နိုင်ဘူး။အဲဒါကြောင့်မို့လို့ဒီတိုင်းသားတွေရဲ့ယုံကြည်မှုရရှိအောင်သူတို့ရဲ့လွယ်လပ်ချက်တွေတန်းတူအခွင့်အရေးဆိုတဲ့နေရာမှာသူတို့ယုံကြည်စိတ်ချနိုင်အောင်တော့ပေးခြင်းအပြင်ဖက်ဒရယ်ပြည်တော်မှုမှန်နိုင်ငံစစ်စစ်ထူထောင်နိုင်အောင်လုံးပန်းခြင်းနဲ့ဆန္ဒရှိကြအဲ့တော့အောင်မြောက်တဲ့လို့ဆိုတာလူငယ်တွေမှာအဖွဲ့ကြီးတွေရဲ့အဖွဲ့ကြီးတွေမှာအများကြီးတွေဘာလို့မရှိတဲ့တော့ဂါရဝပြုပွဲအခမ်းအနားကိုဦးတင်ဦးကိုချစ်ခင်ကြည်ညိုလေးစားကြတဲ့ NLD လူငယ်100ကျော်လောက်တက်ရောက်ဂါရဝပြုကြောခဲ့ကြပါတယ်။ဦးတင်ဦးကလည်းလာအောက်ကြောကြတဲ့ NLD လူငယ်တွေကိုမြန်မာနိုင်ငံဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်ညီညီညွတ်ညွတ်လှုပ်ဆောင်ကြဖို့အားပေးတိုက်တွန်းခဲ့ပြီးစုံမဩဝါဒစကားတွေကိုလည်းပြောကြားပေးခဲ့ပါတယ်ခင်ဗျာ။